မင်္ဂလာပါချစ်တို့ရေ Cooking with Blessing ရနဲ့ပြန်လဲချဆိုလိုက်ပါတယ်ကဲဒီနေ့ Blessing ရနဲ့အတူလေးဝက်သား6ကီလိုကိုလေတပြိုင်တည်းလုံးချက်နေเนาะပွဲတွေပါတွေမှာချက်တဲ့နီး style နဲ့ Blessing ရချက်ပြမှာဖြစ်ပါတယ်လို့လုံးချက်ဆိုပေးမယ်တကယ်ကိုအရသာရှင်းလို့နဲ့ချက်နီးလေးမို့ Blessing ရနဲ့အတူအခုပဲစတင်လိုက်ရအောင်လားချစ်တို့ရေ let's go right nowချိုချက်မယ်ဆိုတော့လေအသုံးကိုမကြီးမသေးလေးပေါ့เนาะအဲ့လိုမျိုးသုံးမယ်Blessing ကဒီလိုမျိုးပုံစံလေးသုံးလိုက်တယ်အပေါ်မှာထိတ်မှာအစီလေးတွေရှိတဲ့အသားရယ်ပြီးတော့ဒါသုံးထပ်သားအရွတ်တွေကတော့နည်းနည်းတော့ရှိဒါပေမဲ့စားလို့အရန်ကောင်းတော့ဒီအသားမျိုးမူခိုတာလို့ခေါ်မလားကဲအသားတွေသုံးပြီးပြီဆိုတော့လိုအပ်တာလေးကို Blessing တော့ကြည့်ကြမယ်နော်ကဲအမအသားလေးတွေကတော့အမ6ကီလိုညီလေးတွေသုံးထားလိုက်တယ်ဒီလိုပုံစံတခြားလိုအပ်တာကြက်သွန်ဖြူဆိုဂျင်းလိုမယ်ဂျင်းကတော့ငါးဖတ်အကြီးလိုမယ်ဒီမှာကြက်သွန်နီဦး6ဦးလိုတယ်6ကီလိုဆိုတော့6ဦးပေါ့နော်ကဲဒါကတော့ရှောက်ကောနဲ့ပါကောပါလို့ဒီဘက်ကဖလာအကြီးကရှောက်ကောပြီးတော့ဟိုဘက်ကနနပွင့်ကပါကောပါအဲ့ဒါကိုအမုံမကြိတ်တော့ဘူး Blessing ဒီတိုင်းပဲထည့်မယ်ပြီးတော့ dark soya sauce နော်ပဲငံများရဲ့အနောက်အဲ့ဒါတစ်မျိုးပဲလိုအပ်တယ်ပြီးရင်တကြား Blessing ကဟိုဘက်ကတကြားကုန်တော့လို့ဒီလိုမျိုးတကြားပါနှမျိုးစလုံးရောထည့်ပါမယ်လို့ကဲဒါဆိုရင်တော့ပြင်ဆင်ရအောင်ကဲပထမအဆုံးဂျင်းကိုလည်းညက်နေအောင်ထောင်းရအောင်နော်အသားထဲမှာဝင်တော့အောင်ပြီးတော့စီကိုအပူပေးထားမယ်ပြီးရင်အဲ့ဒီရှောက်ကောအလုံးကြီးဖလာအလုံးကြီးကိုလေထုလိုက်မယ်ဆိုရင်ထုတဲ့အခါမှာအထဲမှာလေဟိုအစိတ်လေးတွေကအယားမွေးတာအဲ့ဆိုရင်တော့စီထဲမှာကြော်ဒီလှော်ပေးအောင်အဲ့ဒါမှအရာမွေးတာเนาะပြီးရင်တော့တကြားသုံးလေးပါထည့်ပြီးမှမွေးမယ်เนาะတကြားသုံးလေးကစီနဲ့တွင်းရင်အရေးပြောသွားရောအဲ့ဒါတကြားသုံးလေးတွေမလောက်တော့လေ Blessing ရအမဒီတကြားသုံးစုံမောက်ကိုလေထည့်ပြီးတော့မှမွေးပါတယ်လို့သူကအချိုချက်ဆိုတော့လေကဲအဲ့လိုဖြစ်လာပြီအားလုံးအရေးလေးတွေဖြစ်သွားပြီဆိုရင်တော့ Blessing အသားထဲမှာထည့်လိုက်ရအောင်เนาะဒါဆိုကဲအသားထဲမှာထည့်လိုက်မယ်ဒီစီတွေနဲ့အားလုံးထည့်လိုက်ပြီဆိုရင်တော့ဂျင်းထည့်မယ်နော်ထောင်းထားတဲ့ဂျင်းအားလုံးကိုထည့်မယ်ပြီးရင်ကြက်သွန်ဖြူတွေဒီမိတ်ထဲကနှုတ်စင်ထားပြီးသားကိုလေးစွန်းမောက်လောက်ထည့်မယ်နော်ပြီးရင်စားကိုလိုတလောက်ထည့်မယ်ခဏနေနေလို့စားလိုအပ်သေးတယ်ဆိုပြထပ်ထည့်မယ်နော်ပြီးရင်ပဲငံပြရဲ့အနောက်နော်ဒီတစ်မျိုးပဲသုံးတာဒီထဲမှာအဲ့ဒါကိုလေးစွန်းမောက်ထည့်မှာပြီးရင်ကြက်သားမုံနဲ့ထည့်မယ်အချုံမှုစားအချုံမုံနဲ့ထည့်ပြီးရင်လေဒါကဟင်းခောက်ဝိုင်เนาะအဲ့ဒါဟင်းခောက်ဝိုင်လေးနည်းနည်းနှစွန်းလောက်ထည့်ပေးပြီးတော့မှရောသမမွေးလိုက်တော့ဆိုရင်တော့ရောသမမွေးတဲ့အခါမှာလေဟိုးနန်းဆက်ဆက်မွေးရပါမယ်လို့ပြီးပဲငံပြရဲ့အနောက်ကိုထည့်တဲ့အခါမှာတကယ်လို့ကိုကအယောင်ကနည်းနည်းညိုလေးကြိုက်တယ်ဆိုရင်တော့ပို့ထည့်ပါလို့ Blessing ကလေးစွန်းပဲထည့်ပါတယ်လို့အိုးကနည်းနည်းသေးသွားတယ်ဒါမဲ့နေတဲ့အခါကျတော့အတူတူအရသာလေးဖြစ်အောင် Blessing ရနယ်လိုက်မယ်ကဲနယ်ပြီးဆိုတာနဲ့ကြက်သွန်ဥเนาะခဏအဲ့ဒါကိုမထောင်းဘူးလေးတောင်လေးကိုသုံးမယ်ကဲ Blessing ရစီတပ်ပြီးချက်တာမဟုတ်တဲ့အတွက်ကြောင့်လုံးချက်ဆိုတော့လေဒီတိုင်းပဲထည့်ပါလို့ထည့်ရင်လည်းကိစ္စမရှိဘူးကြက်သွန်အားလုံးအနစ်ဖြစ်သွားမှာเนาะကဲအဲ့ဒါကို2နာရီလောက်ကိုနှတ်ထားလိုက်အောင်ကဲ Blessing ရ2နာရီလည်းပြည့်သွားပြီဆိုရင်တော့မီးခလုတ်လေးစပြီးတော့မှအပင်းဆုံးအနေထားကိုထားလိုက်မယ်เนาะအဲ့ဒါဒီလိုပုံစံနဲ့ချက်ကြည့်ပါလို့ဒါကတော့တကယ်ပွဲအတွက်ချက်တဲ့မီးပေါ့เนาะကဲဒါဆိုဒီဘက်မှာလည်းရေကလုံးဝမထွက်သေးဘူးကဲဒါကိုတအောင်လေးပြန်ချက်မယ်ကဲဒီတစ်ခါတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာရေတွေကလည်းထွက်နေပြီเนาะကဲအဲ့ဒီရေကိုကြည့်မယ်ရေတွေကတော်တော်လေးကိုထွက်တာအသားတွေကလေအဲ့ဒါကိုခါအောင်အရင်ဦးဆုံးမြင်းပြင်းနဲ့ချက်ပေးရပါမယ်လို့ဒီဘက်အိုးကလည်းအတူတူပဲเนาะရေလေးတွေအများကြီးဖြစ်နေတယ်ဒါကိုစိတ်ရှည်လေးရှည်နဲ့မီးကိုလေဒီတိုင်းပြင်းလေးနဲ့ပဲချက်ရအောင်ဒါပေမဲ့ခဏတော့မွေးပေးဖို့လို့เนาะအထဲမှာဘယ်လိုဖြစ်ခဲ့ဒါတော့တတိယအဆင့်မှာကြည့်လိုက်တဲ့အခါမှာတော်တော်လေးကရေကခန်းနေပြီဆိုတဲ့တဘောเนาะကဲရေခန်းနေပြီအနေတော်လေးဖြစ်ပြီဆိုမှ Blessing ရတို့ရေကိုလည်းအများကြီးမထည့်ဘူးနည်းနည်းစီထည့်မယ်နော်အသားနူးလွယ်သလားမနူးလွယ်ဘူးလားဆိုတာရှိတယ်ဒီလောက်ရေလေးထည့်ပြီးတော့မှ Blessing ရတို့မီးအေးလေးနဲ့ချက်ဖို့လိုအပ်နေပြီကဲ
လက်စံကထမင်းအောင်စားလာပြမယ်ကဲထမင်းချက်ထားအောင်ပါနော်ကဲအခုကတော့ပူတော်မှတေးချသွားပြီရနေပြီဆိုတဲ့တဘောပဲဒီဘက်ကလည်းရသွားပါပြီလို့ကဲအရေးလေးတော့နည်းနည်းကြာနေသေးတယ်ဒါပေမဲ့ပွဲမှာတော့ကလေးတွေလည်းအများများဆိုတော့ blessing ကဟိုဘက်အိုးကြတော့အရေးသိမ့်မခံတော့ထမင်းနဲ့ရောစားဖို့လေကလေးတွေအတွက်လည်းကဲဒါဆိုရင်ဒီဘက်ကအိုးကိုနည်းနည်းလေးစမ်းပြီးတော့မှစားကြည့်ကြည့်အောင်နော်ကဲအရတာတော့တကယ်ဆွေမျိုးမိဆိုတာပဲဒီလိုပုံစံချက်ကြည့်ပါလို့မှုေးနေတာလေဒီရှောက်ကောပါကောရဲ့အရတာအဲ့ဒီရဲ့အနံ့အရတာတကယ်ကိုမင်္ဂလာဆောင်ပွဲမှာလေတရုတ်မင်္ဂလာဆောင်ပွဲတော့မှာစားတဲ့ပုံစံမျိုးเนาะblessing တို့ကချင်ပြည်နယ်မှာဆိုရင်လေအဲ့ဒီမင်္ဂလာဆောင်ပွဲကချင်နေမင်္ဂလာဆောင်ပေမဲ့လည်းဒီလိုပုံစံလေးတွေပဲသူတို့အနံ့လေးတွေလေတော့အဲ့လိုတရုတ်ဟိမွေးမဆလာနဲ့ချက်တဲ့ what's to အဲ့လိုမျိုးပဲစားကြပါတယ်လို့ဒါ